မနက်လေးလေးအပူးပေါက်တာကွာမနက်44အပူးပေါက်တာကွာကြာတာပရင်းညနေထပ်ပေါက်ကွာဆရာရဲ့ဟူးမကျော်မွေးပရိတ်အရန်လေးပရိတ်အရန်4ပရိတ်နှစ်တဲ့ဆိုတဲ့ပေါက်ပြီးကွာဟူးမကျော်မိုင်းတင်ပရိတ်တလုံးကဟူးမကျော်မှာမထက်ခဲ့လာဖြစ်လို့ဆရာကကြာတာပရင်းနဲ့တောက်ကြမွေးပရိတ်နဲ့တစ်ထပ်ပြီးတင်ပေးပါမယ်ကွာဆရာကိုအားပေးရင်အင်္ဂလိပ်လို thank you လို့ပြောခဲ့ပေးပါကွာ THANKYOUU thank you လို့ပြောခဲ့ပေးကြပါကွာဆရာပြောတာတေချာလိုက်နားထောင်ရင်ထပ်ပြီးပေါက်ကြအောင်မယ်ကွာထပ်ပြီးပေါက်ကြအောင်မယ်ကွာပေါက်ကြမယ်ကွာနိုင်တဲ့လောက်ကစားထပ်ပေါက်ကြအောင်မယ်ကွာဆရာဟူးမကျော်မွေးပရိတ်ဒရင်ပေးထားတယ်ဆရာပရိသတ်တွေသိကြမှာပါဆရာဟူးမကျော်မွေးအရန်လေးပရိတ်အရန်4ပရိတ်မင်းတင်တလုံးအစားဆရာကကြာတာပရိတ်နဲ့တောက်ကြမွေးပရိတ်အစ်စ်ထပ်ပြီးတင်ပေးမယ်ကွာအပတ်တိုင်းဆရာမွေးပရိတ်လိုက်ကစားဖို့တဲ့ပြိပတ်တွေသိကြတယ်ကွာအပတ်တိုင်းပြက်ပင်မရှိခဏပေါက်ကြတယ်ကွာပြီးခဲ့တဲ့ပတ်ကလည်းစက်တိုက်ဆရာမွေးပရိတ်နဲ့နေတိုက်ပတ်တီးနဲ့နေတိုက်ပတ်တီးတဲ့ကရွေးခွက်လဲခဏပေါက်ကြလို့ဆရာပြိပတ်တွေပြောရတယ်ကွာဒီတစ်ပတ်လဲထပ်ပြီးပေါက်မယ်ကွာဆရာပြိတန်အတွက်ဆရာအမြဲတမ်းကြိုးစားနေတယ်ကွာတခါတလေဆရာကနန်းမားတဲ့အခါဆရာကိုအပြစ်မမြင်ကြပါနဲ့ကွာဆရာပေးတဲ့ကနန်းပေါက်ကျင်တာဆိုရင်ဆရာပြောတာတေချာနားထောင်ပေးပါကွာဆရာပြိတက်တွေထပ်ပေါက်ကြမယ်ကွာဆရာကပေါက်စီခြင်းလို့တင်ပေးတာဆရာပြိတက်တွေပျော်ကြမယ်ကွာဆရာစိုက်အရာထပ်ကိုထပ်ပေးရမယ်ကွာပေါက်ကွာဆရာပြောတာတေချာလိုက်ပြီးနားထောင်ရင်နားလည်ရင်ပေါက်မယ်ကွာဆရာပြိတက်တချို့ကဆရာကို comment မှာပြောနေကြတာဆရာသိလေဆရာအရင်လိုစာနဲ့ရေးတင်ပေးပါလားဆိုတာဆရာပြိတက်တွေရပြောတဲ့စကားဆရာအလေးမထားတာမဟုတ်ပါဘူးကွာဆရာအတန်နဲ့တင်တာကဆရာပြောတဲ့စကားဆရာပြိတက်တွေဆရာဘာပြောလဲဆရာစကားတေချာနားထောင်ရဲ့လားဆရာလည်းသိချင်တာနဲ့ဆရာအတန်နဲ့တင်ပေးလိုက်တာပါကွာဆရာကိုစာနဲ့ရေးတင်ဖို့တောင်းဆိုနေကြတဲ့ဆရာပြိတက်တွေဆရာတင်ပေးမယ်ကွာအတန်နဲ့ရောစာနဲ့ရောတင်ပေးဖို့ဆရာကြိုးစားကြည့်မယ်ကွာအခုတော့ဆရာပြောတဲ့အတန်တေချာနားထောင်ပြီးတော့ဆရာကနန်းလိုက်ကစားတဲ့အခါပေါ့ကြမယ်ကွာဆရာကိုတန်ပိုးထားတဲ့ဆရာပရိသတ်တွေကဆရာပြောတဲ့စကားတေချာလိုက်နားထောင်ပြီးဆရာကနန်းကစားတဲ့အခါပေါ့ကြတယ်ကွာထပ်စော်စမ်းကွာထပ်ပေါ့ရမယ်ဆရာပြောတာတေချာလိုက်နားထောင်ရင်ဆရာပရိသတ်တွေသိကြတယ်နိုင်တဲ့လောက်ချင်းစော်စမ်းကွာတခါတလေဆရာကနန်းမားတဲ့အခါဆရာကိုအပြစ်မမြင်ကြပါနဲ့ကွာဆရာလဲဆရာပရိသတ်တွေအတွက်အမြဲတမ်းစေတနာအပြည့်နဲ့အမှားနဲ့ပြီးအမှန်များအောင်လို့ဆရာအမြဲတမ်းကြိုးစားပေးနေတယ်ကွာဆရာပြောတာတေချာလိုက်နားထောင်ရင်ထပ်ပြီးပေါက်မယ်ကွာနှစ်သီးစားသုံးသီးစားနဲ့ပေါက်မယ်ကွာဆရာကနန်းနေတယ်ဆိုလဲဆက်တိုက်ဝက်ကွဲထိမ့်မနိုင်သိမ့်မနိုင်ပေါက်ခဲ့ကြလေကွာဆရာကနန်းအပတ်တိုင်းကြိုးစားပေးနေတာဆရာပြိတက်တွေအတွက်ပါကွာတေချာနားထောင်ပေးပါကွာနေတိုက်ကစားတဲ့ပြိတက်တွေရောပတ်တီးနဲ့ရွေးကွက်ကစားကြတဲ့ပြိတက်တွေရောအပတ်တိုင်းအမျက်ကြံပြီးပေါက်ကြလို့ဆရာဝမ်းတာပါတယ်ကွာထပ်ပြီးပေါက်ကြအောင်မယ်ကွာအပတ်တိုင်းဆရာမွေးပရိတ်လိုက်ကစားဖို့တဲ့ဆရာပြိတက်တွေတိကြတယ်ကွာဆရာကနန်းနေတယ်ဆိုလဲတသီးစားနှစ်သီးစားသုံးသီးစားနဲ့ခဏပေါက်ကြတာပျော်ရက်လားကွာအပတ်တိုင်းဆရာကနန်းလိုက်ကစားဖို့တဲ့ဆရာပြိတက်တွေတိကြတယ်ကွာဆရာကနန်းပေါက်တိုင်းဆရာကမန်ပါဝင်မခေါ်သလိုပေါက်ကျေးမတောင်းသလိုမုံဖိုးလည်းမတောင်းခဲ့ပါဘူးကွာဆရာပြိတက်တွေအတွက်အမြဲစေတနာအပြည့်ထားပြီးတော့ပေါက်ကနန်းဖြီအောင်လို့ဆရာအမြဲတမ်းကြိုးစားနေတယ်ကွာဆရာရဲ့စေတနာကိုအတိမတ်ပြုခဲ့ရင်အားပေးတယ်လို့ပြောခဲ့ပြပါကွာဆရာပြိတက်တွေရဲ့အားပေးစကားဆရာအတွက်အားရှိတယ်ကွာအားပေးတယ်လို့ပြောခဲ့ရင်ရပါပြီကွာဆရာကနန်းပတ်တီးနဲ့ရွေးကွက်ကစားပြီးထပ်ပေါက်ကွာပေါက်စေခြင်းလို့လဲဆရာတင်းပေးလိုက်တာကွာဆရာပြောတာတေချာလိုက်နားထောင်တဲ့ပြိတက်တွေခဏပေါက်ကြမယ်ကွာအမားနဲ့ပြီးအမှန်များအောင်လို့စေတနာအပြည့်နဲ့ဆရာပြိတက်တွေအတွက်ကြိုးစားပေးနေတယ်ကွာဆရာပြိတက်တွေအတွက်ဆရာကြိုးစားနေတာနာမည်ကြီးခြင်းလို့မဟုတ်ဘူးပိုက်ဆံချမ်းသာခြင်းလို့မဟုတ်ဘူးပြိတက်တွေကိုတကယ်အနိုင်ရစေခြင်းလို့ပဲကွာ19ရက်3လ2026ကြာသာပရိမနက်ဆရာကနန်းကစားပြီးနှစ်သီးစားသုံးသီးစားပေါက်ကွာ19/3/2026 19ရက်3လ2026ညနေနှစ်ပတ်သီးည4ပတ်သီးဆရာထပ်ပြောမယ်တေချာနားထောင်ပေးပါ2ပတ်သီးည4ပတ်သီးနှစ်ပတ်သီးည4ပတ်သီး2ပတ်သီးည4ပတ်သီးစိုက်လွာပတ်သီးပေါက်ကြမယ်ကွာပေါက်စေခြင်းလို့စေတနာနဲ့ကြိုးစားရှားဖွေပြီးတင်ပေးနေတဲ့ဆရာကွာဆရာပြိတဲ့အတွက်နေ့တိုင်းထွက်ကနန်းစစ်တယ်နေ့တိုင်းတွက်တယ်နေ့တိုင်းပြန်ကြည့်တယ်ဒီနေ့အထိလှုပ်လာနိုင်တာကပရိသတ်တွေကြောင့်ပဲကွာတချို့ကမေးကြလေဆရာဘာလို့မန်ပါမခေါ်မလုပ်လဲလို့ဆရာပြောမယ်ကွာဆရာမလို့ချင်ဘူးပရိသတ်တွေပတ်စံပေးရတာဆရာကိုယုံကြည်ပြီးလိုက်ကစားတဲ့ဆရာပရိသတ်တွေကိုဆရာမတုံးစားချင်ဘူးအဲ့ဒါကြောင့်အခမဲ့ပေးတာကွာပရိသတ်တွေပေါက်ရင်ဆရာအရန်ပြောတယ်ကွာဆရာကနန်းပင်ပန်းကရှာထားရတာဆရာပရိသတ်တွေပေါက်ဖို့အတွက်ပေါက်ရင်ပျော်ရင်ဆရာမြင်ရတာစိတ်ချမ်းသာတယ်ကွာ
ဆရာကလိန်တာမရှိဘူးကွာပေါက်ရင်ပြောတယ်မပေါက်ရင်လည်းဝန်ခံတယ်ကွာဒါပဲယုံကြည်မှုကွာဒီနေ့ဆရာကနန်းကြည့်နေတဲ့သူတွေကွန်မန့်မှာဆရာရှိလားရေးပေးပါအောင်ကွာဆရာကွန်မန့်တွေကိုဖတ်နေတာကွာဆရာရှိပါတယ်ကွာနေ့တိုင်းကြည့်တယ်ဆိုပြီးရေးထားတာတွေ့ရတော့ဆရာစိတ်ထဲအားတက်လာတယ်ကွာဆရာကနန်းကိုနေ့တိုင်းကြည့်ပေးကြတဲ့ပရိသတ်တွေကတကယ်ဆရာအတွက်မိသားစုလိုပဲကွာတချို့ပရိသတ်တွေကမနှက်အလုတ်သွားရင်းနားထောင်တယ်တချို့ကစိုက်မှာဖွင့်ထားတယ်တချို့ကညအိမ်မှာနားထောင်တယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ဆရာအတန်ကိုနားထောင်ပေးနေတာဆရာအတွက်အယံတန်ဖို့ရှိတယ်ကွာတခါတလေဆရာကို message လာပို့ကြတယ်ဆရာကြီးမနေ့ကပေါက်လို့မိသားစုအတွက်စံဝေးနိုင်ပြီဆရာကြီးအကျွေးဆက်နိုင်ပြီဒီလို message တွေဖတ်ရရင်ဆရာမျက်ရည်တောင်ဝဲတတ်တယ်ကွာဒါကြောင့်ပဲဆရာမပင်မဘူးမငီးငွေဘူးနေ့တိုင်းဆက်လုပ်နေတယ်ကွာတချို့ကထင်ကြတယ်ဆရာကနန်းပေးတာလွယ်လွယ်နဲ့ရတယ်လို့ထင်နေကြတယ်ကွာမဟုတ်ဘူးကွာဆရာတနေ့ကိုနာယီအများကြီးထိုင်တွက်တယ်အရက်ထွက်ကနန်းနေပြန်ကြည့်တယ်စာရွက်တွေပြည့်နေအောင်ရေးတယ်တခါတလေည2နာရီ3နာရီထိမအိပ်ပဲတွက်နေရတဲ့နေ့တွေလည်းရှိခဲ့တယ်ကွာဘာလို့လဲဆိုတော့မနှက်ဖြန်ဆရာပရိသတ်တွေအနိုင်ရစေခြင်းလို့ကွာတချို့ပရိသတ်တွေကဆရာပေးတာရပြီးရင်တငယ်ချင်းတွေကိုမပြောဘူးဒါမမားဘူးကွာကို့အတွက်ကံကောင်းတာကိုထိန်းထားခြင်းတာပဲဒါပေမဲ့ share လုပ်ပေးရင်တော့ဆရာပိုဝမ်းတာပဲကွာဘာလို့လဲဆိုတော့ပိုပြီးလူတွေအနိုင်ရနိုင်လို့ကွာဆရာကနန်းကို share တစ်ခါလွတ်လိုက်ုံနဲ့သူတယောက်ရဲ့ဘဝပြောင်းနိုင်တယ်အဲ့ဒါကိုမမေ့နဲ့ကွာဆရာကပရိသတ်တွေကိုအမေပြောခြင်းတယ်ကနန်းကစားတာဘဝကိုဖျက်ဖို့မဟုတ်ဘူးဘဝကိုတိဆောက်ဖို့ပဲမိသားစုကိုကူညီဖို့ကိုတိုးတက်ဖို့အဲ့ဒီလိုစိတ်ထားနဲ့ကစားကွာလောဘနဲ့ကစားရင်နောက်ဆုံးရှုံးမဲရမယ်အပတ်တိုင်းဆရာကနန်းလိတ်ကစားကြတဲ့ဆရာပရိသတ်တွေဘာကြောင့်အောင်မြင်နေလဲသိလားစီးနဲ့ကန်းနဲ့ကစားလို့ကွာဆရာပြောတာနားထောင်လို့ကွာဆရာစကားနားထောင်တဲ့ဆရာပရိသတ်တွေထိမ့်မနိုင်သိမ့်မနိုင်ဝက်ကွဲပေါက်ကွာပတ်တီးနဲ့ရွေးကွက်19ရက်3လ2626ပတ်တီးထဲကရွေးကွက်ပြောပြီကွာတေချာနားထောင်ပေးကြပါကွာပတ်တီးထဲရွေးကွက်2ပတ်တီးနဲ့4ပတ်တီးရွေးကွက်ကွာမနက်2ပတ်တီးနဲ့4ပတ်တီးရွေးကွက်တေချာနားထောင်ပေးပါကွာ2တိ21 28 28 26 26 4တိ41 48 48 46 46ရွေးကွက်ရှင်းအောင်လို့ဆရာထပ်ပြောပြမယ်တေချာလိုက်ပြီးနားထောင်ကြပါကွာ2တိ21 28 28 26 26 4တိ41 48 48 46 46ရွေးကွက်ရှင်းအောင်လို့ဆရာထပ်ပြောပြမယ်တေချာလိုက်ပြီးနားထောင်ကြပါကွာ2တိ21 28 28 26 26 4တိ41 48 48 46 ရွေးကွက်ရှင်းအောင်လို့ဆရာထပ်ပြောပြမယ်တေချာလိုက်ပြီးနားထောင်ကြပါကွာ2တိ21 28 28 26 26 4တိ41 48 48 46 ရွေးကွက်ရှင်းအောင်လို့ဆရာထပ်ပြောပြမယ်တေချာလိုက်ပြီးနားထောင်ကြပါကွာ2တိ21 28 28 26 26 4တိ41 48 48 46 ရွေးကွက်ရှင်းအောင်လို့ဆရာထပ်ပြောပြမယ်တေချာလိုက်ပြီးနားထောင်ကြပါကွာ2တိ21 28 28 26 26 4တိ41 48 48 46 ရွေးကွက်ရှင်းအောင်လို့ဆရာထပ်ပြောပြမယ်တေချာလိုက်ပြီးနားထောင်ကြပါကွာ2တိ21 28 28 26 26 4တိ41 48 48 46 ရွေးကွက်ရှင်းအောင်လို့ဆရာထပ်ပြောပြမယ်တေချာလိုက်ပြီးနားထောင်ကြပါကွာ2တိ21 28 28 26 26 4တိ41 48 48 46 ရွေးကွက်ရှင်းအောင်လို့ဆရာထပ်ပြောပြမယ်တေချာလိုက်ပြီးနားထောင်ကြပါကွာ2တိ21 28 28 26 26 4တိ41 48 48 46 ရွေးကွက်ရှင်းအောင်လို့ဆရာထပ်ပြောပြမယ်တေချာလိုက်ပြီးနားထောင်ကြပါကွာ2တိ21 28 28 26 26 4တိ41 48 48 46 46
ရွေးကွက်ရှင်းအောင်လို့ဆရာထပ်ပြောပြမယ်တေချာလိုက်ပြီးနားထောင်ကြပါကွာ21 21 28 28 26 26 41 41 48 46 ရွေးကွက်ရှင်းအောင်လို့ဆရာထပ်ပြောပြမယ်တေချာလိုက်ပြီးနားထောင်ကြပါကွာ21 21 28 28 26 26 41 41 48 ရွေးကွက်ရှင်းအောင်လို့ဆရာထပ်ပြောပြမယ်တေချာလိုက်ပြီးနားထောင်ကြပါကွာ21 21 28 28 26 26 41 41 48 ရွေးကွက်ရှင်းအောင်လို့ဆရာထပ်ပြောပြမယ်တေချာလိုက်ပြီးနားထောင်ကြပါကွာ21 21 28 28 26 26 41 41 48 ရွေးကွက်ရှင်းအောင်လို့ဆရာထပ်ပြောပြမယ်တေချာလိုက်ပြီးနားထောင်ကြပါကွာ21 21 28 28 26 26 41 41 48 ရွေးကွက်ရှင်းအောင်လို့ဆရာထပ်ပြောပြမယ်တေချာလိုက်ပြီးနားထောင်ကြပါကွာ21 21 28 28 26 26 41 41 48 ရွေးကွက်ရှင်းအောင်လို့ဆရာထပ်ပြောပြမယ်တေချာလိုက်ပြီးနားထောင်ကြပါကွာ21 21 28 28 26 26 41 41 48 ရွေးကွက်ရှင်းအောင်လို့ဆရာထပ်ပြောပြမယ်တေချာလိုက်ပြီးနားထောင်ကြပါကွာ21 21 28 28 26 26 41 41 48 ရွေးကွက်ရှင်းအောင်လို့ဆရာထပ်ပြောပြမယ်တေချာလိုက်ပြီးနားထောင်ကြပါကွာ21 21 28 28 26 26 41 41 48 ရွေးကွက်ရှင်းအောင်လို့ဆရာထပ်ပြောပြမယ်တေချာလိုက်ပြီးနားထောင်ကြပါကွာ21 21 28 28 26 26 41 41 48 ရွေးကွက်ရှင်းအောင်လို့ဆရာထပ်ပြောပြမယ်တေချာလိုက်ပြီးနားထောင်ကြပါကွာ21 21 28 28 26 26 41 41 48 ရွေးကွက်ရှင်းအောင်လို့ဆရာထပ်ပြောပြမယ်တေချာလိုက်ပြီးနားထောင်ကြပါကွာ21 21 28 28 26 26 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 41 48 46
越过新航路谁呀他表表没？得查来比哪趟家吧瓜？那得那是得，那些那是些，那吵那是吵，列得列是得，列些列是些，列吵列是吵。越过新航路谁呀他表表没？得查来比哪趟家吧瓜？那得那是得，那些那是些，那吵那是吵，列得列是得，列。